ဖုန်းနံပါတ်မသိ Gmail မသိတဲ့ TikTok အကောင့်ဟောင်းပြန်ရနေခဲ့ကိုဒီဗီဒီယိုမှာ share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ဒီဘောကနေပြီးတော့ menu ဆိုတာလေးကိုတစ်ချက်နှိပ်ပါဒီ menu ကိုနှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော် setting ရ private ဆိုတာလေးကိုနှိပ်ပါဒီထက်ရောက်ပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်အပေါ်ကိုဆွဲပြီးတင်ပေးလိုက်ပါမယ်ဒီအပေါ်ဆွဲတင်ပြီးဆိုရင်ကျွန်တော်ဒီမှာ head center ဆိုတာရှိရဲ head center ကိုတစ်ချက်နှိပ်ပါဒီ head center ကိုနှိပ်ပြီးဆိုရင်ကျွန်တော်ဒီပေါ်မှာ account regularity ရှိရဲအဲ့ကောင်ကိုတစ်ချက်နှိပ်ပါဒီကောင်ကိုနှိပ်ပြီးဆိုရင်ကျွန်တော်ဒီနေရာမှာကျွန်တော်ပြန်ယူမယ်အကောင့်ရဲ့ username ကိုထည့်ပေးရမှာပဲဖြစ်ပါတယ်ဒီအကောင့်ကို username ကိုကျွန်တော်ထည့်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်ဒီအောက်က set ဆိုတာလေးနဲ့တစ်ချက်ရှာလိုက်ပါမယ်ဒီ set ဆိုတာကိုရှာပြီးဆိုလို့ရှိရင်ဒီမှာကျွန်တော်ရဲ့အကောင့်ကတက်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ Gmail လည်းမသိဘူးဖုန်းနံပါတ်လည်းမသိဘူးဖြစ်တဲ့အတွက်ကျွန်တော်ဒီအောက်က password ကိုနှိပ်ပါဒီ password ကိုနှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီအကောင့်ရဲ့ password ကိုဒီမှာထည့်ပေးရမှာပဲဖြစ်ပါတယ်ဒီမှာ password ထည့်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်ဒီအောက်က next ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အကောင့်ကိုပြန်ရနေပြီပဲဖြစ်ပါတယ်